IT man ပြောပြမယ်ရုံးကအချက်လက်တွေ hack ခံရမှာကြောက်နေလားဒါမှမဟုတ်ဝန်ထမ်းတွေအလုပ်ချိန်မှာ YouTube နဲ့ game တွေပဲစောင့်နေလို့စိတ်ညစ်နေလားဒါကိုဖြေရှင်းဖို့ hardware firewall လိုအပ်ပါတယ်ဒါဟာရုံးတွင်းကွန်ရက်ထဲကိုအပြင်ကမလိုလားအပ်တဲ့ data တွေဝင်မလာအောင်တားဆီးပေးတဲ့တီးတန့်ကိရိယာတစ်ခုဖြစ်ပါတယ်လုပ်ငန်းသုံးကွန်ရက်တစ်ခုမှာလုံခြုံရေးကိုအမြဲနံပါတ်1ဦးစားပေးစဉ်းစားတတ်တဲ့အလေ့အကျင့်ရှိရင်ညီလေးတို့ဟာယုံကြည်စိတ်ချရတဲ့ပညာရှင်ဖြစ်လာမှာပါသူကအဝင်ထွက် data အားလုံးကိုစစ်ဆေးပြီးမလုံခြုံတဲ့ website တွေကိုပိတ်ဆို့ပေးနိုင်တယ်လို့ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ internet သုံးစွဲနိုင်တဲ့ bandwidth ကိုလည်းကန့်သတ်ပေးနိုင်ပါတယ်အားသာချက်ကတော့ကွန်ရက်လုံခြုံရေးကိုအပြည့်အဝပေးနိုင်ပြီးအလုတ်ခွင်စွမ်းဆောင်ရည်ကိုတက်စေတာဖြစ်ပြီးအားနည်းချက်ကတော့ setup လုပ်ဖို့ကျွမ်းကျင်တဲ့ IT လူကြီးမင်းတွေလိုအပ်တာဖြစ်ပါတယ်နေ့စဉ်9မိနစ်စာဒီလို IT အခြေခံတွေကိုလေ့လာရင်တစ်နှစ်အတွင်းမှာညီလေးတို့စီမှာတကက် senior tech mindset ရလာမှာပါဥပမာတာမန်လူက virus ဝင်ရင် set format ချဖို့ပဲတည်ချိန်မှာညီလေးက firewall log ကိုကြည့်ပြီးဘယ်ဆက်ကနေ virus ပြတ်နေလဲဆိုတာအမြက်ပြတ်ရှာနိုင်မှာမျိုးပါနေ့စဉ်9မိနစ်စာဒီလို IT အခြေခံတွေကိုလေ့လာပြီး senior IT brother ဖြစ်ဖို့ follow လုပ်ထားပါရန်ကုန်မြို့တွင်းမှာ IT services တွေလိုအပ်ရင်ကျွန်တော်တို့ IT man ကိုဆက်သွယ်လိုက်ပါနော်